ကျွန်တော်ကော်ဖီပင်လေးတွေကိုတပင်ပြီးတပင်သူ့ဘေးနာကမျက်ပေါင်းပင်တွေကိုလိုက်ပြီးရှင်းပေးသွားရင်းနဲ့ပဲပင်ပန်းလာပြီးမလို့ခဏမောပြင်နာမယ်ဆိုပြီးတီးအောက်မှာလာနာလိုက်တာပေါ့ဗျာကျွန်တော်ထိုင်နာနေငယ်ဘွားအကြောင်းတွေပြန်တွေးမိသွားတာပေါ့နော်ကျွန်တော်ကလေးဘွားငယ်တုန်းကအမေလေးပေးတဲ့ပပင်ပေါ်ကတနခါလာလာလေးနဲ့ကြောင်းသွားပြီးစတင်တငယ်ချင်းတွေနဲ့အတူတူအပူပင်ကင်းကင်းနဲ့ပြေလောဆော့ကစားနေရတာကိုအယံပျော်ရွှင်ခဲ့ရတဲ့ဆိုပေမဲ့အခုကျွန်တော်အသက်ကြီးပြီးအလုပ်လုပ်ဖို့အသက်အရွယ်ရလာတဲ့အခါမှာတော့ကိုတိုင်လိမ့်ရတဲ့ပပင်ပေါ်ကတနခါနဲ့နေပူမိုးရွာမရှောင်တောတောင်တွေကြားထဲမှာအလုပ်လုပ်ဖို့တယောက်ထဲလာရပြီးအလုပ်လာလုပ်နေရတာကိုစိတ်ထဲတွေးမိပြီးအငယ်ရတာပေါ့ဗျာကျွန်တော်တွေးရင်နဲ့ငယ်ဘွားအပူပင်ကင်းတဲ့ကလေးဘွားကိုပြန်သွားလို့ရမလားဆိုပြီးတော့လွယ်ထက်ကနှုတ်ဘူးလေးကိုထုတ်ပြီးတောက်ကြည့်လိုက်တာပေါ့နော်နှုတ်တောက်လိုက်ရရင်တဖန်အသက်ပြန်ငယ်မလားဆိုတဲ့အတွေးနဲ့ပါဗျာနိုးတော့ရင်နဲ့နိုးနဲ့လိုက်ဖက်တဲ့ချိုစိမ့်ပိုင်းရကိတ်လေးကိုလည်းထပ်ပြီးတွဲစားလိုက်တာပေါ့နော်နိုးနဲ့ကိတ်တွဲစားရင်းနဲ့အချိုတဲ့လွန်လာလို့ရေတလီတာခွဲကိုတခါတည်းအကုန်တော့ပြစ်လိုက်တယ်ပိုက်ထက်ကအစာတွေနင်းနေသေးတယ်ဆိုပြီးမနေ့ကအမေဝယ်ပေးထားတဲ့မုံဖက်ထုတ်လေးကိုလည်းတခုမကြံအကုန်စားလိုက်တာပေါ့နော်မုံဖက်ထုတ်9ခုနဲ့အားမရသေးလို့ကျွန်တော်ခြံထဲကစိုက်ထားတဲ့တခွားတီးတွေကိုထပ်ပြီးတွဲရှာလိုက်တာတလုံးသွေးလို့အာရပါရကိုက်စားလိုက်တာပေါ့ဗျာတခွားတီးရဲ့အသားကလည်းနူးနူးဖွားဖွားလေးနဲ့စားလို့အရန်ကောင်းတာမလို့တခါနာအသွေးစားလိုက်တာတဝက်နီးပါးကုန်သွားတာပေါ့နော်မပြောချင်လို့ကြည့်နေတာကျွန်တော်နားလို့စားလို့တောက်လို့ပြီးချင်းအလုပ်ကိုတက်ကြွမှုအပြည့်နဲ့ပြန်ဆက်တည်မလို့ပဲရှိသေးပါတယ်မိုးကလာပြီးနောက်ဆက်သွားတာမလို့ရသေးပဲထပ်နာလိုက်ရတာပေါ့ဗျာမိုးကခဏလေးပဲရွာပြီးကောင်းပြန်တိတ်သွားတာမလို့ကျွန်တော်အလုပ်ကိုပြန်ဆပြီးလာလို့တုံးမှာကော်ဖီရဲ့အပင်ကိုနယ်ကျုပ်ကအတင်းကြီးပတ်ထားတာကိုလာတွေ့တာပဲဖြစ်တာပေါ့နော်ကော်ဖီအပင်ကိုနယ်ကျုပ်ကအတင်းကြီးပတ်ထားနေတာကိုမြင်ပြီးကျွန်တော်တင်ခန်းစာတစ်ခုရသွားတာပေါ့ဗျာကော်ဖီပင်ကိုနယ်ကျုပ်ကအတင်းကြီးပတ်ထားတာဟာကော်ဖီပင်ကိုချစ်လို့မဟုတ်ပဲဆက်လက်ရှင်တန်ကြည့်ထားဖို့အခွင့်အရေးမရှိတော့အောင်ကိုတဖြည်းဖြည်းနဲ့ညှိတက်နေတယ်လို့ဖြစ်နေတာပေါ့နော်နယ်ကျုပ်ကကော်ဖီပင်ကိုချစ်လို့ရစ်ထားတာမဟုတ်တယ်လို့မျိုးကျွန်တော်တို့ရဲ့အချစ်မှလည်းကိုမချစ်နိုင်တဲ့လူတယောက်ကိုဘဝထဲအပြည့်တိုင်စီပေးစီချင်တယ်လို့အတင်းအဓမ္မပိုင်ဆိုင်လို့မရပါဘူးဗျသူရဲ့လူလက်ခွင့်ကိုလေးစားပြီးသူလူတစ်နေရာတင်းနဲ့အစဉ်ပြေဖို့ကိုပါဆုတောင်းပေးရမယ်ဖြစ်ပြီးကျွန်တော်တို့ရဲ့အချစ်တွေကိုနှွေကျိုးလို့အချစ်မလို့တင်ဘူးဆိုတဲ့တင်ခန်းစာကောင်းလေးတစ်ခုရသွားတာပေါ့နော်ကော်ဖီအပင်တွေရှိတဲ့နေရာကိုပဲကျွန်တော်မျက်တွေရှင်းသွားတာပေါ့ဗျာတပင်နဲ့တပင်ကြားထဲမှာပေါက်နေတဲ့မျက်ပေါင်းပင်တွေကိုတော့ကျွန်တော်မျက်ရိပ်ဆက်နဲ့ပဲလာရှင်းမှာပေါ့နော်ဒီလိုမိုးရတင်မှာမျက်တွေကိုပေါက်ပြန်းနေပဲအကုန်လိုက်ပြီးရှင်းပြနေရင်အလုတ်ကပြီးနိုင်မှာမဟုတ်ဘူးပေါ့နော်မိုးကနေတိုင်းလိုရွာနေတော့မျက်ပေါင်းပင်တွေကအထက်ရိုင်းမြန်နေတာမလို့အခြေကုန်တက်တာစေတဲ့ဆက်နဲ့ပဲရှင်းပေးတာများပြီးတော့မိုးကုန်ခန်းဒီမှာပဲပေါက်ပြန်းနေအကုန်ပြန်လိုက်ရှင်းပေးမှာပေါ့ဗျာကျွန်တော်ရဲ့ကော်ဖီပင်တွေကိုတပင်ပြီးတပင်မျက်ပေါင်းပင်လေးတွေကိုလိုက်ရှင်းပေးပြီးသွားပြီဆိုတော့မျက်ရှင်တို့ပြီးသွားတဲ့ကော်ဖီပင်တွေကိုမျောစာကျွေးမှာပဲဖြစ်တာပေါ့နော်ဗာမျောစာတုံးလဲဆိုတော့မြင်တဲ့အတိုင်းပါပဲ CB စင်ပြူတော့ကော်ဖီပင်တွေကိုဘာအာဟာရဓာတ်တွေပေးလဲထက်သိရှင်ကျွန်တော်ကမမေးပါနဲ့အဲ့အပြင်မှာရေးပေးထားတဲ့စာကိုယ်တိုင်ဖတ်ကြည့်ပါဗျ။ Okay အဲ့ထက်ကမျောစာစိတ်တွေကတော့မမရဲ့စိတ်လိုပါပဲစိတ်များယုံတည်မကတ်သေးပဲအယောင်ကလာလဲဆွန်လီနေတာဖြစ်တာမလို့နည်းနည်းလေးမှယုံကြည်လို့ကိုမရပါဘူးဗျ။အတိုင်းပဲမရှိရတဲ့လာပြောင်းနေနဲ့မဟုတ်တာနဲ့လာပြောင်းနေနဲ့မျောစာတွေထဲတော့မှဆိုတော့ကျွန်တော်အရင်ကခင်ဗျားတို့ကိုပြောပြခဲ့ဖို့တလို့ပါပဲယောဂတွေမရအောင်မထက်ခင်မှာဆွရတာပေါ့ဗျာကျွန်တော်ကတော့လက်ကိုလက်အိတ်နဲ့ဆွရတယ်ခင်ဗျားတို့ကတော့ဟိုဟာကိုဟိုဟာနဲ့ပြန်ဆွရတာပေါ့ဗျာကျွန်တော်ကမမရဲ့အကိတ်လေးကိုမှန်းတဲ့နေရာမှာမတော်ပေမဲ့ကော်ဖီပင်ကိုမျောစာထည့်တဲ့နေရာမှာတော့ခက်မှန်းတော်တာပေါ့ဗျာကော်ဖီပင်တပင်ကိုမျောစာလက်တဆုပ်စာရော့လေးထည့်ပေးရမှာဖြစ်ပြီးမျောစာကိုကော်ဖီပင်နဲ့လက်တထွာအကွာထည့်ပေးရမှာပဲဖြစ်တာပေါ့နော်ကော်ဖီပင်ရဲ့ပင်စီနာကပ်ပြီးထည့်လိုက်ရင်နေကလင်းကရဲ့ဆက်တိုက်ပူပြီးမိုးကမရွာပေးရင်ကော်ဖီပင်ကမျောစာရဲ့အချွတ်တဲ့ရလွန်ပြီးအရွက်ဝါပြီးညှိုးနှွမ်းလာကတည်တဲ့လို့ပဲဖြစ်ပါတယ်ဗျ